파게냐 네수 저너로 내주내냐 내내 찜바라 펴봐래 어쩌다 누가래 애리 내고 떠요 비로 앞에 제 말에 짠사래만 못 봐우ဟုတ်ပါတယ် 파게냐 네 짠사래만 못 봐위에 파게ဖြစ်တဲ့ 네로 짠사래만 봐봐래 그바우자 칸이 레마 찔레 가자로 아베한가 까이나의 앞에 피대 아카마ဖယားသခင် လူငါရောက်ပြီလို့ပြောအောင်ဝဇ္ဇာကြီးဒီစကားလေးဟာနော်ဖယားသခင်လူကိုရတော့လူကဖခင်ဖြစ်တဲ့နေ့ဖြစ်အောင်ဝဇ္ဇာကြီးအဲ့ဒါကိုရှားစားထဲမှာမပါပါဘူးမှန်ပါတယ်မကြည့်တော့လည်းမပါဘူးပေါ့ဖြစ်တယ်တခုပဲကရှားစားထဲမှာပါခဲ့တော့လဲမကျင်းပခဲ့ကြလို့အရေးမပေးခဲ့ကြလို့ပျောက်ချင်တယ်လို့ဖြစ်သွားတယ်အဲ့ဒါပဲဝမ်းနေစရာဒီခက်မှာဘယ်သူကပြန်ပေါ်တယ်တော့မသိပါဘူးဖခင်များနေ့ကိုခေါ်တဲ့သူကိုတော့ကျွန်တော်ကတော့ခုံပြုတ်ချီးကျူးခြင်းတယ်နော်တာမန်လူပဲဖြစ်ဖြစ်တာမန်လူတွေလည်းဒီကနေ့သမိုင်းအရာကြော်ကြားတော့သူတွေကိုဖတ်တန်လာတဲ့ဖခင်တွေအရှင်းမဲ့ဂုံပြုတ်လေရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဂုံပြုတ်စရာကိုဂုံပြုတ်တင်တယ်တဲ့ဘုရားသခင်ကပြောတဲ့အတွက်ဒီကနေ့ဖခင်ဆိုတဲ့ကိစ္စတုလို့မရဘူးဟုတ်စားဖခင်ဆိုတာတုလို့မရဘူးအတုလုပ်လို့မရဘူးနော်ကျန်တာတော့တုလို့ရတယ်ကျန်တာတုလို့ဘာလို့ဆိုတော့ဘုရားသခင်ရဲ့ဗိတ်သိမ့်တဲ့အကြံစီနဲ့စီမံလို့ဖြစ်တယ်အကျော်တော်သူဆိုကဲအာဗြဟံဆိုတော့ဘလောက်စိတ်မကောင်းဖြစ်နေစီးပွားချမ်းသာလိုက်တာမပြောနဲ့တော့သိချမ်းသာတာပဲအာဗြဟံကြီးအဲ့ဒီချမ်းသာရဲ့နဲ့ပဲစိတ်ဆင်းရဲတယ်ဇနီးတွေကလှလိုက်တော့လည်းမပြောနဲ့တော့လူတိုင်းချီးမွမ်းရတယ်စိတ်မချလောက်အောင်သူများတွေ့ရင်လူယူမှာဘယင်တွေကောက်တော့မအောင်စိုးရင်ရလောက်အောင်လှတဲ့ဇနီးကိုဘုရားပေးထားတယ်ခလေးမရတာအကြာကြီးပဲအောင်ဆရာကြီးနော်အဲ့ဒါကြောင့်မလို့ဒီသားသမီးမရတဲ့ခံစားမှုဟာသားသမီးမရှိတဲ့သူတွေပဲခံစားတော့မယ်ထင်ပါတယ်သားသမီးရသွားတဲ့လူတွေတော့တဘာဝနဲ့ရသွားတော့ပဲကွာဒါပါလေဘုရားပေးတော့မို့တဘာဝဒီလိုပြောချင်တော့အမှန်စင်စစ်အဲ့ဒီဘိတ်သိက်ဟာတူမရတဲ့အတွက်ဘုရားသခင်ပေးတာလို့ကျွန်တော်တို့သတ်မှတ်ဖို့ကောင်းပါတယ်အတိအမှတ်ပြုဖို့ကောင်းပါတယ်ဒါကြောင့်မလို့ဖခင်များအနေနဲ့ဒီကနေ့ဘုရားသခင်ကိုကျေးဇူးတင်စရာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဘုရားသခင်ကအဲ့ဒီခလေးမရတဲ့လူကိုဝမ်းသာစရာစကားပြောပါတယ်ခလေးမရတဲ့သူဘဝဥကျမ်းခန်းကြီး32မှာဝမ်းသာစရာစကားနဲ့ကိုတော်ကသူ့ကိုအားပေးပါတယ်ဒီတော့ကလူဖြစ်သောကြောင့်လူသည်အချိန်ကိုသိပ်ပြီးတော့အာယုံထားတယ်နော် he focuses his life on his time and span of life အသက်တာလူတက်တန်းဆိုဘာရှိလို့လဲရှေးတုန်းကတော့900လောက်969နှစ်ရှိပါတယ်ဒီအချိန်မှာတော့60 90ဆိုရင်မလေးအသက်တော်ရှည်တယ်လို့ပြောတယ်ဒီတော့ကျွန်တော်တို့အသက်90နှစ်ကြာမှသားသမီးမရရင်သွားပြီပေါ့ကျွန်တော်အသက်50လောက်ရောက်လာလို့ကလေးမရရင်တော့ဘယ်လိုလုပ်တော့ငါတော့ကလေးချီရတော့မှမဟုတ်ပါဘူးမြည်တော့ဝေးလေဆိုတာတကအဲ့ဒါကျွန်တော်တို့မှာအချိန်နဲ့ကျွန်တော်တို့ကအကန့်အသတ်ရှိလူကဒါလူတဘာဝဘုရားသခင်မှာအကန့်အသတ်မရှိဘူးဒါကိုဘုရားသခင်ကပြောပြချင်တယ်ပြနေတဲ့အတွက်ဒီလိုပြောပါတယ်သာဝရရှင်ဘုရားသခင်အာဗြဟံကိုခေါ်တယ်အောင်ကြကြည့်နော်ဒီဖခင်ဖြစ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ပထမအဦးဆုံးကြီးကဘုရားကိုတည်ခြင်းဘုရားခေါ်တယ်တဲ့ပြီးမှပေါ်ပြောတင်ဤပြည်နဲ့တကွအမျိုးသားပေါက်ဖော်များတဲ့ကထွက်ပြေးလျင်ငါပြလက်တန်သောပြည်သို့သွားလို့နောက်တော့ခွဲလိုက်တယ်ဘာဖြစ်လို့ခွဲတာလဲဆိုလူဆိုတာအတိုင်းဝိုင်းနဲ့နေရင်အာတစ်မျိုးရှိတယ်ဟာအာတွေအဲ့ဒါရောက်လာလို့ရှိရင်လည်းဘာမှကြွေးစရာဟိုဘက်သွားစမ်းမှာကော်ဖီလေးတစ်ပူချိလိုက်စမ်းမှာဟလာဒီခေတ်ဆိုရင်တော့နော်ကော်ဖီမစ်လေးနှစ်ထုပ်သုံးထုပ်ချိလိုက်ပါအာကိုလို့ရပါတယ်
là nó mới lại khép phía được số to nè đôi khi mà toàn quỳ lên ngã sẽ lọc trong là cái sao chỉ là cái sao mới biết bà mẹ to cái sao chỉ được to nàoပြန်biết rồi ya cho nên mà cái gì nàyတွေ့လာရင်ရွှေမျိုးညာတိပတ်ဝန်းကျင်နဲ့အတိုင်းဝိုင်းရှိတအားဖြစ်ဒါလူတဘာဝဘုရားသခင်အဲ့ဒီတဘာဝတွေရှုံးနေမှာစိုးလို့အဗျာကိုမင်းအမျိုးတွေကထွက်လိုက်ပါလို့ပြောပါတယ်ပြီးတော့မှငါသည်တင့်ကိုလူမျိုးကြီးဖြစ်စေမယ်အော်စရာကြီးလူမျိုးကြီးဖြစ်စေမယ်လူအများကြီးဖြစ်စေမယ်လို့မပြောဘူးလူမျိုးကြီးဖြစ်စေမယ်ဘာဆိုလိုတာလဲတဘာဝဇီဝနာနဲ့ဟဲ့လားပေါင်းစပ်လို့ရလာမယ်ကလေးတွေမျိုးမဟုတ်ပါဘူးတဲ့ငါကိုသိတဲ့အမျိုးငါကိုသိကျွမ်းရင်းနှီးတဲ့အမျိုးဖြစ်စေမယ်မင်းရှိကဖြစ်စေမယ်တဲ့နဲ့တော့မရပါဘူးတဲ့ကိုတော်တော်ကိုကြာပါတယ်တဲ့တရားကြမှာရတယ်ဣဇက်ကိုရတယ်ပြောပါတယ်အဲ့ဒါလူမျိုးကြီးဝင်ဆရာဣရှမေလလေးဘယ်သွားထားမလဲပြောစရာရှိပါတယ်ဣရှမေလလေးကတွေ့သားနဲ့ကျွမ်းမနဲ့ရတဲ့သားပါကျွမ်းမနဲ့ရတဲ့သားနဲ့မရတဲ့သားရတဲ့သားမတူကြပါဘူးကျွမ်းမနဲ့ရတဲ့သားတဘာဝလို့ခေါ်ပါတယ်မရနဲ့ရတဲ့သားကြတော့ဘုရားဆုချတယ်လို့ခေါ်ပါတယ်အဲ့ဒါတော့မလို့ကျွန်တော်တို့ဒီကနေ့ဖခင်များဖြစ်ရတာဘယ်တော့နော်အခွင့်သားပြီးတော့ဘုရားချီးမြှောက်ခြင်းနဲ့အနာဂတ်မှာဘယ်တော့ကြီးကျယ်တဲ့မျှော်လင့်စရာကြီးရှိတယ်လဲဆိုတာကိုဥစွာကျွန်တော်တို့ဆင်ခြင်ဖို့လိုပါတယ်ဒုတိယတစ်ချက်ကတော့ဖခင်ပိသသောသူများတို့ဒီဖခင်ရဲ့ကျေးဇူးကြောင့်သားသမီးများကြီးကောင်းစားကြတာရှိပါတယ်ကျွန်တော်တို့ဘဝဥကြံခိုင်း6ရောက်လာတဲ့ခါကျတော့လူတွေသိဆိုးတယ်ဒီနေ့လည်းခစ်ဆိုးတယ်လို့ပြောပါတယ်နော်ဆိုးပါစေဖခင်များဖြုံးမဖို့အရေးကြီးတယ်နော်အေးကတော့ဖြုံးမတယ်တဲ့သူ့အမျိုးထဲမှာဖြုံးမတယ်နော်အေးဟောကြာကြီးနော်အေးဖြုံးမနော်အေးဖြုံးမတော့ဘုရားသခင်နော်အေးနဲ့စကားပြောတယ်နော်အေးနဲ့စကားပြောပြီးနော်အေးကိုခိုင်းတယ်နော်အေးကိုခိုင်းပြီးတော့နော်အေးကိုတရားဟောခိုင်းတယ်ဘာလုပ်ခိုင်းတယ်တောင်ပေါ်မှာလေတင်မောဆောက်ခိုင်းတယ်တောင်ကြီးပေါ်မှာတင်မောဆောက်ခိုင်းပြီးတော့တရားလျှောက်ဟောခိုင်းတယ်ဘုရားသခင်ကဘာကိုဖြစ်စီမယ်နော်တရင်ကောင်းပြတဲ့ဖြစ်စီမယ်နော်လေတဲ့ကိုဝင်ကြလေဆောင်တယ်လေကြီးကြတယ်ကြီးကြကိုလောကီညာနဲ့တွေ့ရင်ကြီးစရာလေးတွေအဲ့ဒါသိသတိထားဖို့လိုတယ်ဘုရားသခင်နှုတ်ကပတ်တော်လောကညာနဲ့တွေ့လို့ကြီးစရာဖြစ်နေရင်သတိထားပါသိသတိထားစရာဖြစ်ပါတယ်ဒီတော့ကြီးကြတယ်ဟာကြတယ်တိုက်ကြတယ်ရပါတယ်ဒါပေမဲ့အချိန်ကြတော့ဘုရားသခင်တကားပေးလိုက်တော့ဖခင်ကောင်းဖြစ်သောကြောင့်သား3ယောက်စလုံးသူတို့ဇနီးတယ်လေးတွေနဲ့အားလုံးအိမ်တောင်3အိမ်တောင်နောအေးရဲ့သား3ယောက်တို့ဒီအခွင့်တူရရှိသွားတယ်ဖခင်ကောင်းတို့ရဲ့ဒါကောင်းကျိုးကိုဆက်ခံခြင်းအကြောင်းပြောပါတယ်ဆာလံဆရာကတော့အမှန်တမိုက်ပဲပါတယ်ဆာလံဆရာကမိုက်လဲမိုက်မဲတယ်ဖျားဆိုရင်လည်းပဲအတော်ကိုပဲချစ်တယ်ဖျားစကားကိုနားထောင်တဲ့နေရာမှာတစ်ဖက်ကန်းခတ်တယ်လို့ဇာတိသွေးသားနောက်ကိုလိုက်တဲ့နေရာမှာလည်းတစ်ဖက်ကန်းခတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါလူတဘာဝနဲ့တွဲပြီးတော့ဘုရားသခင်ခွင့်လွှတ်ခြင်းမေတ္တာသစ္စာရှိခြင်းနဲ့နှစ်သက်ပုံကိုပြောတာဆက်မှန်သောနောင်တကိုပြန်ရလာတဲ့အခါကျဘုရားခင်သူသိချစ်တာပါပဲဒီတော့ဘာပြောလဲတရားနဲ့သုံးခုမြောက်သောဆာလာမှာကျွန်တော်က18ကိုမဖတ်ခင်ပထမဒါလေးဖတ်။အိုငါဝိညာဉ်ထားဘုရားကိုကောင်းကြီးပေးလော့။ငါဤအထဲမှာရှိသမျှတို့တန်ရှင်းတော်မူသောနာမတော်ကိုကောင်းကြီးပေးကြလော့။အိုငါဝိညာဉ်ထားဘုရားကိုကောင်းကြီးပေးလော့။ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။သင်ဤအဖြစ်အလုံးစုံတို့ကိုဖြေလွတ်၍သင်ဤအနာယောဂရှိသမျှတို့ဒီလေပျောက်စေတော်မူ၏အော်စရာကြီးအဲ့ဒါလေးကိုဆင်ခြင်ပါတဲ့ဘုရားပြောတာလေကိုပြန်ပြောတာတဲ့ကျွန်တော်ဖခင်များလည်းကိုပြန်ပြောစရာရှိပါတယ်
ဘုရားသခင်ကျွန်တော်တို့ဘလောက်ခွင့်လွှတ်တယ်လဲဘလောက်တိခံတယ်လဲဘလောက်ကောင်းကြီးပေးတယ်လဲဘလောက်တစ္ဆာထားတယ်လဲအဲ့ဒါလေးတွေကိုကျွန်တော်တို့ဖခင်များအနေနဲ့ယနေ့စဉ်းစားစရာဖြစ်တယ်လို့အငယ်18တစ္ဆာတော်ကိုစောင့်၍ဖခင်တို့ပညာတော်တို့ကိုကျင့်ခြင်းဟာတတိပြုသောသူ၏သားစဉ်မြည်ဆက်တို့သည်ကုသလတရားနှင့်ဆိုင်ကြပါ၏ကုသလတရားဆိုတော့ကဘုရားစကားနားထောင်ခြင်းရဲ့မင်္ဂလာဆိုင်တယ်သားစဉ်မြည်ဆက်ဆိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဘက်ကသားသမီးများအတွက်ပုံသက်တည်ဖြစ်ဖို့နဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကြောက်ရွံ့ခြင်းဖြစ်ဖို့အရေးကြီးပြီးတော့ဆင်ခြင်ဖို့ဖခင်များအတွက်ဒီကနေ့နှုတ်ကပတ်ပေးခြင်းတလို့ပဲသားသမီးများအတွက်လည်းပေးခြင်းပါတယ်ဖခင်ဆိုတဲ့ဂုဏ်ပုတ်မိခင်ဆိုတဲ့ဂုဏ်ပုတ်ကလူပေးလို့ရတာမဟုတ်ပါဘူးခဏပြောပါတယ်ထပ်လဲဘုရားသခင်ဘိသိက်ပေးမှဖြစ်တာဒါကြောင့်ဘိသိက်ပေးထားသောသူကိုမထီလေးစားလုပ်ခြင်းမယုံခြင်းဟာဘုရားသခင်ကိုမယုံခြင်းဘုရားစကားကိုမယုံခြင်းဖြစ်တယ်ဖခင်စကားကိုနားမထောင်ပေးတဲ့အခါကျတော့ဖခင်ကိုမလေးမစားလုပ်ခြင်းဘုရားသခင်ကိုမလေးမစားလုပ်ရရောက်တယ်ဖခင်ကိုစော်ကားခြင်းဘုရားသခင်ကိုစော်ကားရရောက်တယ်ဒီအကျိုးကွင်းဆက်ကလည်းအတော်ကြီးတယ်ဆိုတာကိုပြောပြချင်ပါတယ်ပြောပြချင်နော်ပြီးတော့ကျွန်တော်တို့အမှန်မတင်ပေါ့လူပြေတွင်မကြာခဏတွေ့ကြုံတတ်တဲ့သဘောသဘာဝကကျွန်တော်တို့သဘောသဘာဝကကာယနဲ့တွေးသားရဲ့လိုအပ်မှုတခါတလေကြကျွန်တော်တို့လုံးမိတယ်ဒါပေမဲ့ဘုရုမှထိခိုက်เสียမဟုတ်တာလဲရှိသလိုပဲသူများထိခိုက်เสียရှိတာလဲရှိတယ်သူများရှက်เสียဖြစ်သွားတာလဲရှိတယ်ရှက်အောင်မလုပ်ဘူးရှက်အောင်လုပ်တာမဟုတ်ပါဘူးဒါပေမဲ့ရှက်เสียဖြစ်သွားရှိကောင်းရှိတတ်တယ်ကျွန်တော်တို့ကဘာဦးကြံခိုင်းကိုမှကျွန်တော်ကြည့်တဲ့အခါအခုလိုတွေ့ရပါတယ်နောအေကဘုရားအလုပ်ကိုနားထောင်စွာလုပ်တယ်ဘုရားသခင်ရဲ့သစ္စာတရားနဲ့ဂတိတော်ကြောင့်သားတွေကမယားတွေနဲ့တေတံရေနစ်ချင်းရေမွန်းချင်းဒဏ်ကြီးကလွတ်တယ်ပြီးတော့မှကောင်းကောင်းမွန်မွန်သူတို့လောက်ကင်စားတော့ဖို့အခွင့်ပြန်ရတယ်ဖခင်ကြီးကယုံကြည်ခြင်းတစ်ခုတည်းနဲ့ရသွားတာသို့တော်ညာလဲဖခင်ကို၌ကလည်းပဲဒီမှာအငယ်20မှာနောအေးသည်လဲလုတ်တယ်ဆိုစိုက်ပြွေးလုတ်တယ်နောအေးရစိုက်ပြွေးလုတ်တဲ့ကမှာဘာလို့စပစ်ပင်ကိုစိုက်တယ်ရတဲ့ကဲသူစပစ်ပင်စိုက်ကိုဖွတ်ပြီးစပစ်ပင်ကလည်းတီးတယ်တီးတော့လဲမောမောပန်းပန်းနဲ့စပစ်ကိုတောက်တယ်တောက်တော့လဲသူလဲတောက်ကောင်းလို့သူ့ဖြေးစရာဟုတ်လားမေးစရာလေးပေါ့စိတ်ငြိမ်စရာလေးဖြစ်တဲ့စပည့်ကိုတော်တော်လေးတောက်ပြီးတဲ့ခါကျတော့သူ့ရဲ့တဲရှင်ထဲမှာဝိလစလိဖြစ်နေတယ်လမ်းပေါ်မှာဖြစ်တာမဟုတ်ဘူးနော်အချို့ကျွန်တော်တို့အဖေတွေကတော့ဟောလုံကြီးခွင်းတိုင်းတော့အောက်ကပေါင်းပြီးပါပြီလို့ပေါ့နှုတ်မို့ရင်တော့မလွယ်ဘူးရွာတွေကိုဝင်လာတဲ့ကတခါလက်ကိုဝှေ့ရဆက်ပြီးလမ်းတလမ်းလုံးသူ့ကျပဲရှောက်လာမယ်ကျွန်တော်တို့ကတော့ဒါမျိုးတွေအများကြီးတွေ့ကူးခဲ့ပါတယ်အဲ့လိုဖေမျိုးဟေးကောင်မင်းဖေလုံးလာပြီအားဗျာရှက်လိုက်တာမှပြောတယ်သမီးလေးတွေဆိုမျက်နှာပဲထားမှမသိဘူးဒါမျိုးတွေလည်းရှိတာပေါ့နော်ဒါလူပေါင်းထဲမှာဖြစ်တတ်တဲ့အမှန်တရားလေးတွေပါပဲဒါဘာမှယူတတ်ရင်ဒါတွေအကုန်ကောင်းတယ်ယူတတ်ရင်ကောင်းတာတက်ချင်းလိမ့်မှာအိမ်တော်တစ်ခုရှိပါတယ်သူတို့တွေကတရုတ်လူမျိုးဖြစ်ပါတရုတ်လူမျိုးဖြစ်ပြီးတော့ကျွန်တော်တိတ်ပြီးတော့ခွန်အားရတယ်နောက်ပိုင်းခရစ်တော်ရသွားပြီးတော့ဒုတိယမွေးခြင်းရသွားအဲ့နောက်ဘုရားကြီးညိုတာပေါ်ဆုံးထပ်မှာဘုရားလာတဲ့လူတိုင်းတဲ့ကျွေတယ်မွေတယ်ပြီးတော့အဲ့ဒီမှာဝိပုကိုကိုမိတ္တာလို့ကျန်စာတနလို့တိတ်ချိုက်တာပဲလင်းအောင်မရအောင်အဲ့ဇနီးတယ်မှာအဖေကြီးတယောက်ရှိတယ်ဘိန်းစားကြီးအဲ့ရဘိန်းစားကြီးဘာမှမလုပ်
အဖေကျမတို့ယုံကြည်သူဖြစ်တယ်အဖေကိုတော့ကြည့်ရှုရမယ်ဆိုပြီးတော့အခန်းတစ်ခန်းနဲ့ဘိန်းဘိုးပါပေးတယ်ဘိန်းတော့ဝယ်မပေးပြစင်တဲ့အဖေတဲ့မသိတော့ဘူးဘိန်းဘိုးပေးတယ်ပြီးတော့အရင်ဦးဆုံးကြီးထမင်းကျွေးတယ်ဟောအဲ့ဒီတွေနဲ့တွေ့ရင်ရှက်စရာဖြစ်မှာဆိုလို့အဖေကလည်းရှက်မယ်မရှက်တော့ရှက်တတ်သားအားနေလို့လားသူတို့ရှက်တတ်တယ်ခုနကျွန်တော်ပြောတဲ့လုံကြီးကွင်းတိုင်းတဲ့လူတွေပြီးလို့ရှိရင်လေကွာမုံပန်းတရားငါနဲ့လွန်သွားတယ်ကွာမနေ့တိခါတော့အေးပါရပါတယ်ဥပုကိရဲ့ဥပုကိကလှုပ်လာပြီဆိုရင်မလွယ်ဘူးရွာတရွာလုံးသိတယ်သူကဟာဒီမှာ तू ကသူ့တဲရှင်ထဲမှာ तू ကနေ तू တောက်ပြီးတော့မူးပြီးတော့လဲနေတာသားကတွေ့တယ်တဲ့ဟာမဆိုတဲ့အခါတွေ့တဲ့အခါအပြင်ထွက်ပြီးတော့အကိုတွေကိုပြောတယ်ဟာတိုက်တယ်အဖေသွားကြည့်တော့ကွာဘုရားလူကြီးဟိုမှာကြည့်လို့မကောင်းဘူးမင်းတို့ဖြစ်နေတာရက်တယ်မို့ပြီးတော့ဒီခေတ်မှာဆိုတလို့ပြောမှာဒါပေမဲ့စပြည့်နဲ့ तू ကနေ तू ပါစပြည့်အရှင်လေးကလည်း तू ဘယ်လိုတက်တက်လဲတော့ကျွန်တော်တို့မသိဘူးလေကျွန်တော်တို့မူးမမူးဘူးပဲဒါပေမဲ့စဉ်းစားကြည့်တာလေနော်ကိုမသိလောက်အောင်ဆိုတော်တော်လေးကိုကဘာကို तू မေ့သွားမှာပေါ့ကဘာမေ့ရတော့ခွင့်ရသွားဒီနည်းလေးနဲ့ကဘာမေ့သွားပြီမေ့သွားတဲ့အရာကိုတွေ့တဲ့သားကဖုံးဖိပြီးတော့တိတ်တိတ်လေးနေမဲ့အစားဒီကလေးကျေးဇူးရှင်ကိုကျေးဇူးမတင်နေပါစေကျေးတောင်ဆွတ်လိုက်သေးတယ်ဒီကလေးကြာလို့တည်းကျွန်တော်တို့ကျေးဇူးရှင်ကိုကျေးဆွတ်လိုက်တာအပြင်ထွက်တော့ဟားတိုက်လို့အကုန်နှစ်ယောက်ကစောင်းကိုနောက်ပြန်ဝင်သွားတယ်အဖေရဲ့အဆက်ကိုမကြည့်ဘူးပြီးတော့မှပုတ်ခဲ့ပြီးတော့ဒီတိုင်းပြန်ထွက်လာတယ်တကားအပေါက်ဘက်ကိုပဲလှဲ့ပဲပြန်ထွက်တာပြီးလာတကားပါပြီးတော့ကောင်းကြီးပေးတယ်တဲ့အဖေကသားနှစ်ယောက်ကိုအကြီးနှစ်ယောက်ကိုကောင်းကြီးပေးမျက်နှာလိုက်တာလားမဟုတ်ဘူးသစ္စာလိုက်တာအငယ်ကိုတော့ပြောတယ်မင်းသားစဉ်မိဆက်ကလေတဲ့ကျွန်ရဲ့ကျွန်နဲ့ကျွန်တောင်မဖြစ်ဘူးမကဘူးကျွန်နေရဲ့ကျွန်ဖြစ်တယ်ဆိုကုန်အောင်ဖြစ်ရမယ်ဒီလိုပဲနောအေးကပြောဆိုသွားတာတွေ့ရပါတယ်တဲ့ပြောဆိုသွားတာတွေ့ရပါတယ်အကိုတို့ဤကျွန်၌ကျွန်ဖြစ်ပါစေဟုဆို၏တဲ့အကိုရဲ့ကျွန်ရှိမှမှသူသားတွေကကျွန်ပြန်ဖြစ်တယ်ကုန်ရောဒါမဖြစ်ဘူးမထင်နဲ့ဖြစ်တယ်ဘာဖြစ်လို့လဲအမှန်ကိုရှေ့တန်းတင်ပြီးတော့တမာကိုဘေးချိတ်လိုက်တမာနဲ့ကြည့်ရမှာတမာဆိုရင်ကောင်းရဲ့လားလို့စဉ်းစားပါဘာပဲတုံ့ပြန်မှန်နေပါစေကောင်းရဲ့လားလို့စဉ်းစားပါဟုတ်လားအဲ့တော့ဖခင်လို့အရွယ်ကြီးကိုပြောဆိုတဲ့နေရာမှာကောင်းရဲ့လားမှန်နေပါစေမှန်ယုံနဲ့မလုံးနဲ့ဒီမှာလေအဖေကရှက်စရာလို့ဒါမှလည်းဘယ်သူမှမသိပါဘူးသူကလည်းအဲ့ဒါကိုအပြင်ထွက်ပြီးတော့သူဟားတိုက်တယ်ရှင်ရဲ့သားတွေရဲ့ရှင်ဖြစ်ပဲဆိုတော့နဲတဲ့ချိန်ချင်းအမင်္ဂလာလားအဲ့ဒါတက်ရောက်တာအစ်စ်ဖြစ်တယ်ဒီလူတွေကဘာဖြစ်လဲဆိုတမိုင်းရကြည့်လူမဲတွေဖြစ်တယ်ဟာမရဲ့အမျိုးအနွယ်တွေကလူမဲတွေ equator တစ်လျှောက်မှာသူတို့နေတယ်လူမဲဒီနေ့ကြည့်ပါကျွန်ဖြစ်တဲ့လူဟာဘယ်တော့မှဆိုအမဲတွေပဲကျွန်ဖြစ်တယ်ထူးဆန်းအရန်ထူးဆန်းသူ့ပြင်းနဲ့သူ့တိုင်းပြင်းနဲ့ပဲဒါဝင်တဲ့လူတွေကဖမ်းသွားပြင်သူတို့ကိုဘာဖြစ်လို့ကျွန်လှုပ်စေခြင်းမှမသိပါဘူးကျွန်ဖြစ်တယ်အာဖရိကတိုက်ကရေဘီယန်ဒီကျွန်တွေနေတဲ့အမဲတွေကျွန်ဖြစ်တာများတယ်အမေရိကန်နိုင်ငံမှာဒီကနေ့တော့မျက်နှာသာရပြပါပြီBlack American လို့သူတို့ကိုသူတို့ခေါ်ပါတယ်ဒါပေမဲ့လူတန်းစီရှေ့တန်းတင်ဖို့မတတ်တာမှရှေ့ရောက်တာနှမွေတော့ဘယ်တော့မှအောက်မှာဘာဖြစ်လဲအဖေကိုဟားတိုက်ပြီးတော့ကဲ့ရဲ့သွားလို့ဒါအဖေကိုဟားတိုက်ပြီးတော့ကဲ့ရုံလေးပဲနော်ပြန်ရိုက်တာတွေဘာတွေမပါသေးဘူးအချို့တော့သူပြန်ရိုက်တာရှိတယ်ပြန်ထိုးတာရှိတယ်ပြောလို့ရှိရင်တော့အဖေကကျွန်တော်မခံနိုင်အောင်လုပ်လို့ပေါ့မှန်တယ်အမှန်တရားကတော့မခံနိုင်ရဖြစ်တယ်
တမာတရားနဲ့နှုတ်ကပကတော့မိဘကိုယိုသေးပါဘာပဲဖြစ်ဖြစ်ယိုသေးပါကျွန်တော်တို့လက်ကဲဆိုတဲ့ကရင်လူမျိုးရှိပါတယ်အဲ့ဒီကရင်လူမျိုးကတိတ်ထူးဆန်းတဲ့လူမျိုးဖြစ်ပါတယ်အဲ့ဒီကရင်လူမျိုးကကျွန်တော်တို့ဇွဲကပင်တောင်ပတ်ဝန်းကျင်မှာနေပါတယ်ဖာအားအဲ့ဒီဇွဲကပင်တောင်ပတ်ဝန်းကျင်မှာနေတဲ့အဲ့ဒီကရင်လူမျိုးကအင်မတန်မှလူကြီးမိဘဆရာယိုသေးတာပဲအဲ့ဒီမှာရေဒီယိုနဲ့တယောက်ပြောင်းလဲသွားတယ်ကျွန်တော်ရှိမှလာတယ်အင်ကိုလာတယ်ကျွန်တော်နဲ့တွေ့သူတယောက်ပဲပြောင်းလဲသေးတယ်အဲ့ဒီလူတွေစားတယ်အမေသူတို့ရှိမှတမိုင်းရှိတယ်နောအေးတမိုင်းရှိတယ်နောအေးတမိုင်းရှိလို့သူတို့ဖခင်เจ้าကတင်မောပုံကြီးနဲ့တောင်ထိပ်မှာဆောက်တာကျွန်တော်တက်သွားပါတယ်ရောက်ပါတယ်တကယ်တင်မောပုံပဲဘာလို့လဲသူတို့ရဲ့ဘိုးဘိုးကြီးကတဲ့ဘုရားသခင်ပြောလို့တဲ့သူတို့အမျိုးဒီတင်မောကြီးနဲ့ကဘာကြီးကိုလွှမ်းမိုးတော့မှသူတို့မှအဆက်ရှိတယ်အဲ့ဒီလူဒါနဲ့သူတို့ကိုကျွန်တော်လည်းပဲနှုတ်ကပတော့ဝေပြောလို့အံ့ဩတယ်သူတို့ကဒီလောက်အထိဘုရားသခင်နဲ့ဆက်တယ်ဆိုတော့ဒီမှာရှိတာမသိဘူးစကားပြောတာပဲကြားဘူးတာပဲသိတယ်အတွက်လှေနဲ့တင်မောကြီးနဲ့သူတို့ဘုရားရှိခိုးကြောင်းလုပ်တယ်အဲ့ဒီလူခရစ်ယာန်ဖြစ်သွားလို့တဲ့ဘုန်းကြီးကခေါ်ရတယ်သူတို့ရွာဘုန်းကြီးကခေါ်ရတာဟောလာတယ်ဒီကောင်လာဇန်ငါကြားတယ်ဟုတ်လားဒီမှာဗျာမှန်တယ်ဒီလိုအေးဒါပြင်မှောက်တလောက်ချိန်လုံးနဲ့ဆွဲတာမင်းနာမည်လည်းဖြတ်တယ်ဘာသာလည်းဖြတ်တယ်မင်းလိုကောင်းမျိုးငါတပည့်ဖြစ်ကလည်းဖြတ်တယ်ဆိုတွဲတာပြီးတော့ဘာပြောလဲတခွန်းမှသူမပြောဘဲကျွန်တော်ပြောတယ်ဘုန်းကြီးကကျွန်တော်ကိုဒီလောက်ချစ်တာတဲ့ဘုန်းကြီးကကျွန်တော်ကိုဒီလောက်ချစ်တာတဲ့ဆရာကြီးတဲ့ကျွန်တော်ခရစ်တော်ရတော့သူခမစိတ်မကောင်းလို့ကျွန်တော်ရိုက်ကျွန်တော်ဘာမှမပြောတဲ့နိုင်တာဗျာမျက်ရည်ပေါက်ပေါက်ကြတယ်ငါဘုန်းကြီးငါ့ကိုဒီလောက်ချစ်တယ်သူကဖះမသိလို့ဖြစ်တာပဲဆိုတော့ကျွန်တော်လာတယ်တကယ်ဖြစ်တယ်အဲ့ဒါဘုန်းကြီးပဲရှိသေးတယ်ကျွန်တော်တို့ရှိမှာနော်တဲကောင်းတဲ့အမွေတွေပဲဆရာမိဘသံဃာဖះဒီအနန္တောအနန္တဘယ်တော့မှကျွန်တော်တို့မစော်ကားအပ်စိတ်မဆိုးအပ်တဲ့ပုံကိုယ်တွေဟာမိဘတဲ့မှာမိဘပါတယ်မိဘကိုစိတ်ဆိုးကြဘယ်တော့မှမဟုတ်ဘုရားနှုတ်ကပတ်တော်အတိုင်းဆိုရင်စိတ်မဆိုးနဲ့ဘုရားမဆိုးခိုင်းတော့မဆိုးတာမှားနေလို့မဟုတ်ဘူးငါမှားနေလို့မဟုတ်ဘူးငါမှားရတဲ့နဲ့ကွာဘာလို့စိတ်မဆိုးဆိုးဘုရားကပြောတော့မဆိုးနဲ့အဆိုးနဲ့ပြည်တော်၌ကောင်းစားအသက်တာရှင်ရင်လုံးဝမဆိုးနဲ့ဒါရှိပြန်တော့မပြောနဲ့ပြောမရင်မောလိမ့်မယ်အခုပါဇက်ကလေးနဲ့ပဲဟားတိုက်တာဘာမှမဟုတ်ဟားတိုက်တယ်ကျွန်ရဲ့ကျွန်ပဲဆက်ပြီးတော့ဖြစ်တယ်ဆိုတဲ့အကြောင်းဟာဒီနေ့တာရကတွေ့နေရတယ်ဘုရားစကားဟာဘယ်လောက်တည်ကြည်သလဲသစ္စာရှိသလဲဆိုတော့တွေ့ရပါတယ်ဒါတော့သာသမီများမိဘကိုပြုရတဲ့မင်္ဂလာဟာအမှန်တန်ကြီးပါတယ်ထိုက်တန်သည်ဖြစ်စေမထိုက်တန်သည်ဖြစ်စေမထိုက်တန်တော့လဲမိဘကိုယိုသေးရင်တော့မယိုသေးရင်တော့ဖျားစကားနားထောင်ရရောက်လိမ့်မယ်မထိုက်တန်လို့မယိုသေးရင်တော့ရပါတယ်တရားရဲ့ရှေ့မှာပဲနော်အမှန်လို့ဂုဏ်ယူလို့ရလိမ့်မယ်ကောင်းကြီးတော့ဖြစ်လိမ့်မယ်မထင်နဲ့လုံးဝဖြစ်မှာမဟုတ်ဘူးဘာကြောင့်လဲယနေ့ငါဆင့်ဆိုသည်များတော့နှုတ်ကပတ်သင်ဒီကြက်ဆောင်ခြင်းကငါစကားကိုစေ့စေ့နားထောင်ရင်သင်၌ဖြစ်လက်တန်သောနမိတ်လက္ခဏာမှာကောင်းကြီးအမျိုးမျိုးတည်းမှာစကားနားထောင်ခြင်းပါပါတယ်ဒါကြောင့်ပြည်တော်၌ကောင်းစားအသက်တာရှင်ပြီးအကြောင်းမိဘကိုယိုသေးစွာပြုကြပါတဲ့ယိုသေးပါဘာမှမရှိရင်တော့တဝက်ကျွေးလိုက်ပါအောင်ကြကလေးမလေးတယောက်ကျွန်တော်ရှားပြီးအမတန်အောင်တယ်ဒီသမီးလေးကျွန်တော်တာချီလိမှာတွေ့တာပြီးတော့ရန်ကုန်မှာတစ်ခေါက်တွေ့ပါတယ်သူနှစ်တိုင်းပြန်လာတယ်သူ့ရဲ့အမေကြီးကို
တော့အမေပဲရှိတော့အဖေမရှိတော့အဲ့ဒီကလေးမလေးကငယ်ငယ်လေး6နှစ်သမီးတော့ရောင်းပလိုက်တယ်အမေနဲ့အဖေစားကြမရှိလို့ရောင်းတာရောင်းလိုက်ပြီတော့ယူသွားလမ်းမှာပဲဘာဖြစ်လဲမသိပါဘူးအကျော်ဆိုင်မှာသူရောက်အကျော်ဆိုင်မှာသူအလုံးလုံးနေရတယ်လုံနေရတဲ့အချိန်မှာပဲသူထွက်ပြေးရတယ်ကျွန်တော်သိသလားထွက်ပြေးပြီးတော့မှတပြေးနဲ့နောက်ဆုံးမှာသူ့ကိုဒီမကောင်းတာလှုပ်ရှားတဲ့အိမ်ကိုရောင်းတော့မယ်မကောင်းတာလှုပ်ရှားတယ်အရေးမကြီးဘူးမိဘကိုပတ်စံပို့ရင်တော်ပြီဒီကလေးမမွန်မြတ်တဲ့စိတ်မိဘပေါ်မှာနော်ရောင်းစားခံရတယ်နော်ဒါမှလည်းမိဘအတွက်အယောင်စားခံတာကျဉ်တ်ဒုက္ခရောက်တယ်နော်ကျဉ်တ်ပြီးတော့စိတ်ထဲချမ်းသာဖို့ပဲသူပတ်စံလေးစုမရင်ပို့တာပဲအော်စရာအဲ့ဒီကလေးမကိုကျွန်တော်တွေ့လို့နော်မျက်နှာနဲ့တွေ့မျက်စိနဲ့တွေ့ဘူးလားအလကားပြောတာအဲ့ဒါနဲ့ကလေးမလေးတဖြည်းဖြည်းနဲ့သူအဲ့ဒီရောင်းစားကနေမှအဲ့ဒီအကျော်ဆိုင်ရလာပါအဖိုးကြီးဖွားနင်ပြေတော့နေရောင်းစားတော့မယ်ဆိုတာနဲ့သူပြေးတာဦးတဲ့ရပြေးတာအဲ့ဒီတော့ခရိယာမဟုတ်ဘူးခုနှစ်နှစ်ရှင်းတဲ့သမီးလေးခရိယာမဟုတ်ဘူးအဲ့တဲ့ရောက်သွားတယ်ဘုရားသခင်ဆောက်ရှောက်တာကျောင်းလည်းသိမနေရပါဘူးဒါပေမဲ့သစ္စာရှိတယ်ရတော့ပိုက်ဆံမိဘကိုပို့ဒါပဲဒါချစ်လိကိုပြန်ပို့နေဆက်ကနေပြီးတော့မှဘန်ကောက်ရောက်ဆိုတော့တထေးတယောက်ရှိမှမော်တကားပစ္စည်းရောင်းတာအဖို့ပစ္စည်းသစ္စာရှိလုံးအားကြီးလို့ပြီးတော့တိတ်ညံကောင်းတာနည်းနည်းပဲသင်ရတယ်စင်းရင်းနေပါတိတ်တော်လုံးအားကြီးလို့အဲ့ဒီတထေးကသူ့ကိုတောင်းယူပြီးတော့လက်ထပ်လိုက်တထေးဖြစ်သွားတယ်ကျွန်တော်တွေ့တော့တထေးဖြစ်မှတွေ့တာနော်ရန်ကုန်နှစ်တိုင်းလာတယ်ပြီးရင်မိဘသားအိမ်ဆောက်ပေးတာတယ်ဒါစေတနာလေးရဲ့အကျိုးပဲမနောတိလကံစေတနာအကျိုးလေးပဲစိတ်စေတနာပဲဘာမှမရှိဘူးငါမိဘကိုလို့တကယ်သာပြောအောင်ဆိုတော်တော်ကိုတာဝန်မဲ့တယ်မိဘဖခင်ကလည်းဘာလို့မှမသိဘူးများတော့ဘိန်းပဲရှူတာပါသူတို့ရှိဒီဘိန်းစားအဖေဖြစ်လို့အဲ့ဒါဘာလဲဒီလားဓမ္မယုံကပြေးတာဒီနေ့ခရိယန်ဖြစ်ပြီးတော့ဓမ္မယုံတော့မပြောနဲ့တော့နှုတ်ကပခန္ဓာတော့မှမိဘကိုတခါစော်ကားခြင်းတဲ့လူတွေရှိတတ်တယ်ကြောက်စရာကြီးစော်ကားမိကြောက်စရာကြီးစိတ်ဆိုးမိကြောက်စရာကြီးဒါကြောင့်ဖခင်မိခင်တို့ရဲ့ဂုဏ်ဘုတ်ကတိတ်ကြီးတယ်ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်နော်ဒါတော့နောက်ဆုံးတစ်ချက်ဆုံးမခြင်းနဲ့ပဲပတ်သက်ပါတယ်ဒါကသာသမီများမိဘပေါ်မှာထားရမယ်စိတ်ထားကိုပြောခြင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုနှုတ်ကပတ်တော်ကဆိုလိုခြင်းကြောင့်ဖြစ်ပါတယ်ဓမ္မရာဇဝင်ဒုတိယစာဆောင်ခန်းကြီး18မှာဘုရားကိုတွေ့လဲဆိုအဘရှလုံဆိုတဲ့သားတယောက်ကိုတွေ့ပါတယ်အဘရှလုံဆိုတာဒါဝိဒ်ရဲ့သားဖြစ်ပါတယ်အင်မတန်ချောတဲ့သားလည်းဖြစ်ပါတယ်ရုပ်ရည်ယူပကအမှန်ကောင်းပါတယ်ပြီးတဲ့ခါကျတော့သူကစပင်တဲကောင်းတယ်သူအမှန်တန်စပင်တန်တယ်အဲ့ဒီစပင်ကတဲပြီးတော့လူတွေကသဘောကျတယ်သူရဲ့စပင်ကိုအဲ့ဒီသားကအဖေပေါ်မှာမကျေနပ်ဖြစ်တယ်အဖေပေါ်မှာမကျေနပ်ဖြစ်တဲ့အတွက်ကြောင့်အဖေကိုပုံကန်တယ်ပြီးတော့သူကလည်းဘယင်သားဆိုတော့နောက်လိုက်ကလည်းရှိတော့ပေါ့နောက်လိုက်တည်းရှိတာဖုန်ကြီးလည်းရှိတယ်သူဘက်ကနောက်ပြီးတော့ဘုချုပ်လည်းရှိတယ်prophet လည်းရှိတယ်ဘုချုပ်လည်းရှိတယ်သူမှစုံတယ်ပေါ့မင်းတို့မှာရှိတဲ့ရှိအပ်တာဆိုတော့မင်းသားလည်းဖြစ်ပြောကြမလို့လူတို့ကလည်းကြောက်လိုက်အဲ့ဒီအချိန်မှာအခန်းကြီး19ရောက်လာတဲ့အခါ18ကစပြီးပုံကနာ19ရောက်လာတဲ့အခါကျတော့အဖေကထွက်ပြေးရတယ်ထွက်ပြေးတဲ့အချိန်မှာအဘရှလုံထွက်ပြေးကံပေါ့အဘရှလုံကအဖေကိုပုံကန်လို့ဒါဝိဒ်ကြီးကထွက်ပြေးတဲ့အခါထွက်ပြေးတဲ့အချိန်မှာပင်လင်ဖခင်ကတော့သားကိုဝမ်းနေခြင်းနဲ့စိုးရင်ခြင်းရှိအဲ့တော့စစ်တပ်ကိုပြောလိုက်တယ်ဟေးငါသားကို
မင်းတို့ခယူဆိုင်တနာပါကွာခွင့်လွတ်ပါနော်တော်ထဲမှာတော့မှခွင့်လွတ်ပါနော်နန်းသိမ့်ပြီးပြီဟိုမှာကျွေးကြော်နေပြီအခုလိုက်တတ်နေတာတတ်ကိုတတ်ခိုင်းနေတာတတ်နေတာပေကိုတတ်အော်လေဘာဖြစ်လဲဆိုတဲ့အခါကျတော့အဲ့ဒီအဘရှလုံကမြဲကိုစီးတယ်သူ့စပင်ကတိတ်လှရှိရောင်ကြီးနဲ့အဲ့ဒါကတစ်ပင်ကဆူးနဲ့ညှိပြီးတော့ဘလောက်ညှိလိုက်လဲတော့မကြည့်ပါဘူးမြဲကထွက်သွားတာတန်လန်းကြီးကြံရင်ခဲ့တယ်တန်လန်းကြီးကြံရင်ခဲ့တော့မှလူတယောက်ကတွေ့တော့ဟာလန့်ပြီးတော့အဝေးရထွက်ပြီးရွာဘာကိုတော့ပြောတယ်ဘိုလ်ချုပ်ကြီးတော့ပြောဟာမင်းမတတ်ဘူးလားတတ်လို့ရှင်မင်းကငွေအခွက်50ပေးမှာ20ပေး25ပေးမှာအခွက်ငါ25ပေးပြီးယာရုလည်းတော့ပေးမယ်မင်းကတခါတည်းခပန်းနဲ့ဓာတ်ကိုပါပေးမစို့ဘိုလ်ချိတော့မှာကျွန်တော်တသိန်းပေးလည်းမလုပ်ပါဘူးတဲ့ဘီရင်ကြီးမှားထားတဲ့စကားရှိတယ်မလုပ်ဘူးတဲ့နော်ဒါပေမဲ့ရွာဘာဘယ်မှာလဲလိုက်သွားပြီးတော့လှန်သုံးလက်နဲ့အသာလေးပဲထိုးတာနဲ့ဒေဝါတာဒေဝါတယ်ဖခင်ကငိုလိုက်တာဒီကနေ့ကာယကံမြောက်တော့သေမှာမဟုတ်ဘူးနဲ့ဝိညာဉ်သေတတ်တယ်နော်ဘုရားသခင်ရဲ့ကောင်းကြီးလမ်းစဉ်ခန်းတတ်တယ်ခန်းချောက်ခြင်းပေးရောက်တတ်တယ်ဒါတို့သမီးတို့မှန်သည်ဖြစ်စေမှားသည်ဖြစ်စေမှန်လို့ငုံခံမှားရင်ပြန်ပြောလို့ပြောတာလည်းမဟုတ်ဘူးကိုမှန်နေတော့ဘယ်တော့မှမခံနဲ့ဆိုတာဒါအမှန်တရားကျမ်းစာကတော့ဒီလိုမပြောဘူးကျမ်းစာကိုယုံမလားအမှန်တရားကိုယုံမလားပတ်ဝန်းကျင်ကတော့ပြောမှာပေါ့မကနဲ့ကွာလောက်တာကွာဘယ်ဟုတ်ဒီခေတ်မှာတော့ကျွန်တော်တွေ့ရတာအများဆုံးကဘာဖြစ်လဲဆိုမိဘများတဲပြီးတော့သားသမီးကိုခုံယူတယ်ယူပါတယ်အမှန်တန်သားသမီးတွေကိုနေရာထားတယ်ဒီခေတ်မှာကျွန်တော်တို့ခေတ်တဲ့မြတ်ထားတယ်လို့ပေါ့တူမယ်လို့တော့ထင်ပါတယ်တူပါတယ်မိဘတွေကသို့တော်လဲကြည့်ရတဲ့လက္ခဏာကတော့ပို့ထားတယ်လို့ပဲအချို့များလေမတတ်နိုင်တဲ့ပိုက်ဆံ8သိန်း4သိန်း3သိန်းကျူရှင်ထားတာနားရသမီးတွေကိုကျူရှင်ထားမှဆယ်တန်းအောင်လဲဆိုပြီးတော့တောမှာထားနေတာတစ်နှစ်ကိုအကျွေးမတက်ဘူးဆိုရင်8သိန်းနဲ့10သိန်းကြားမှာတက်တယ်အဲ့ဒါတယောက်2ယောက်ပဲ10တန်း9တန်းရောက်လို့မြို့မှာသွားထားဒီခက်ကြီးမှာဒါတာဝန်ကျေလားကျေပါတယ်မိပါတယ်ကောင်းသလားကောင်းပါတယ်ဘာမှကျွန်တော်တို့ပြောစရာမရှိပါဘူးမိကောင်းဖခဲ့ပြောစရာဒါပေမဲ့သားသမီးကနဲလေး10တန်းအောင်ပြီးတော့တက်ကလေးရောက်တာနဲ့ဖိုးကြီးတွေကလည်းကွာဒီရပဲမတက်တော့ဟောတော့ဘယ်တက်မလဲဒါပဲလုပ်နေရတာဗောသူတို့ကြောင်းထားဖို့ကြီးမတူကြီးတွေကွာအဖေတို့ကဒါပဲရေလည်းမရှိပါဘူးဟိုမှာကျွန်တော်ပိုက်နေဗျကျွန်တော်ပိုက်နေသုံးတာဗျဟိုမှာနောက်ကျရတယ်ဗျခစ်ကတော့နောက်ကျတယ်အဖေတို့ကဘယ်တော့မှတိုးတက်မှာလဲအဖေတို့ကတိုးတက်နေ तू ကနောက်ကျနေ तू ပြန်ကျနေ तू မသိဘူးသူတို့ပြောတယ်ဒါတကယ်ကြီးပြင်ပါလို့လဲရေမရှိပါမရှိဗျာခင်ဗျားတို့ဟောအမေကဆိုပြီးတော့တခါဒါနဲ့တယောက်ကမနေနိုင်လို့ရောက်သွားတော့ပြောဟဲ့ကောင်နေမင်းတို့ကောင်ဒီလောက်အရွယ်ကြီးရောက်နေပြီမင်းတို့ကွာမရှက်ဘူးလားမင်းတို့ငါကျင့်နေကြပြီဘာမှမလုပ်ဘူးအကိုကလည်းကျွန်တော်တို့နဲ့တူမောင်းတူအကိုတို့နဲ့မတူလေကျွန်တော်စာသမားတဲ့ကျွန်တော်စာသမားတဲ့ကျွန်တော်ကပညာသမားတဲ့ကျွန်တော်တို့ဘာမှမကင်တော့အမလေးကျိုးမြကင်ရင်ပွန်းသွားမှာလေခဲရန်ကင်နေလေဘောပင်ကင်နေလေဒါတကယ်ဖြစ်နေတာတပြောနေတော့တကယ်ဖြစ်နေတာမိဘများဘလောက်ဆင်းရဲခံလက်တွေပေါက်ပြီးတော့သူတို့ကြောင်းထားလဲပညာတက်လာတော့အဲ့ဒီအတန်ထွက်ဘာဖြစ်လဲခက်ရဲ့အတန်ဘလန်ကဒီလိုပဲခလေးတွေလည်းခက်ရဲ့ဖိအားမလွတ်ပါဘူးပြီးတော့နှုတ်ကပတ်တော့ကောင်းကောင်းရထားပြီးတော့ဖခင်ရဲ့သစ္စာကိုတိထားဖို့ပြောချင်တာဖခင်သစ္စာကတော့လက်ခံမခံဘယ်တော့မှမပြောင်းဘူးစိုက်တဲ့အတိုင်းရရမှာဖြစ်တယ်နော်ဒါကြောင့်မလို့နှစ်စဉ်သတိပေးလို့မိခင်များနေဖခင်များနေမှာဘယ်ဥပဒေကိုဘယ်ပြည့်ညတ်ကိုဘယ်ဘုရားနှုတ်ကပတ်ကိုကျွန်းမိသလဲဆိုတာကိုကလေးများကဆင်ခြင်ပြီးတော့ကောင်းကြီးမင်္ဂလာယူတတ်ဖို့နင်း
မိဘများကလည်းပုံသက်တည်ကောင်းကောင်းနဲ့သားသမီးများကိုအစွန်းကုန်ကြိုးစားဖို့ဖျားရှိမှတာဝန်ရှိတာပါဖျားကလည်းတာဝန်ကျေသောသူမိဘဆိုလဲမိဘကိုကောင်းကြီးပေးသွားမှာပါပဲသားသမီးဆိုရင်လည်းသားသမီးကိုကောင်းကြီးပေးသွားမှာပဲကျွန်တော်ငယ်ငယ်တုန်းကအတော်ကိုများတဲ့မိသားစုမောင်နှမများကြီးရာတော်ကြီးကလည်းကျူးစားကစွန်းရွက်တနေ့လာလည်းကစွန်းရွက်အဖေကလည်းစီကြီးစာရောပြန်ဝန်တော့ဒါပဲနဲ့မလောက်ပါဘူးခလေးတွေကများရအောင်ကျူးစုကျွေးမွေးသားတွေသမီးတွေကလည်းရအောင်ပညာယူတယ်သားတွေသမီးတွေကလည်းဘုရားသခင်နှုတ်ကပတ်တော်ကိုကြောက်တယ်မိဘပြောတဲ့အတိုင်းလုံးဝနာတော့တယောက်မှမတိမ်ခေါ်ဘူးကျွန်တော်သိတယ်12ယောက်ကြောကလေးရှိတယ်အောင်ဆရာကြီးအဖေကမင်းကဆရာဝန်လို့ဆိုပြီးသွားပြီဘာမှပြန်မပြောဘူးဆရာဝန်လို့မင်းကစစ်တပ်ထဲဝင်တယ်မင်းကအင်ဂျင်နီယာလို့တယောက်ကိုတော့စစ်ဖို့သွားလို့ပြီးတော့နောက်ပိုင်းကျတော့ဟိုတဲ့သင်ဥဆရာပြဖြစ်တယ်သင်ဥဆရာဖြစ်တယ်ဘိုးကြီးဖြစ်ပြီးတော့အဖေကသင်ဥဆရာဆင်းရဲတယ်မျက်နှာမငယ်ဘူးဘုရားသခင်ရဲ့နှုတ်ကပအတိုင်းအသက်ရှင်ရင်ကလေးများလို့ဆင်းရဲတာလည်းမဟုတ်ဘူးနဲလို့ချမ်းသာတာလည်းမဟုတ်ပါဘူးဘုရားသခင်ပိုင်စိတ်ကစချမ်းသာပြီးတော့အားလုံးကစီလျော်ခြင်းဖြစ်ဖို့ရန်ဘုရားသခင်ဗိတ်သိက်နဲ့ထားတဲ့နေရာတွေကိုမမေ့ပါနဲ့လက်ကောင်းဤတူပဲပေါ့သင်ဥဆရာရှိပါတယ်သင်တော်များရှိပါတယ်သင်လူကြီးများရှိပါတယ်အားလုံးဟာဗိတ်သိက်နဲ့ထားရင်တတိထားဖို့အများကြီးလိုတယ်ဆိုတဲ့အကြောင်းကိုဒီနေ့တပါးတိဖခင်များရဲ့နေ့ဖခင်များရဲ့ဗိတ်သိက်ကိုဂယုစိုက်ရမှာဖြစ်တယ်လို့ပဲဘုရားသခင်အကြံအစီနဲ့ဗိတ်သိက်တော်နဲ့ထားသောနေရာတွေပုဂ္ဂိုလ်တွေအားလုံးကိုဂယုစိုက်ပါအားလုံးမတထဆုတောင်းရအောင်အံ့ဩဝယ်ကောင်းသောလက်တော်နဲ့စီစဉ်တည်တာမကအကြံစီတော်နဲ့ညံတော်သည်ခေတ်ကာလမရွေးအချိန်ကာလတိုင်းမှာကိုရောရှင်သည်တစ္ဆာတက်တေကိုထူပါ၏ကိုရော၏လူမျိုးတော်ဖြစ်လင်ကစားဣသရေလလူတို့သည်ဒုစရိုက်ကိုပြု၍ကိုရောကိုကြောခိုင်းသောအခါကိုရောသည်ရန်သူလက်ကိုအ၍နှုတ်ကပတ်တော်တစ္ဆာထူပါ၏၎င်းဤသူအသက်တာတွေနဲ့ပတ်သက်လို့မိသားစုတွေမှာလည်းကောင်းစားသောတာသမီများကိုကြည့်တဲ့အခါစိတ်နှလုံးကကိုရောစကားနဲ့ညီညွတ်တော်သူကောင်းစားစရာအမျိုးမျိုးအဖက်ဖက်ကအခွင့်ထူးရတော့လဲမကောင်းစားပဲဆင်းရဲစရာဖြစ်သောသူတို့ကိုပြန်ကြည့်တဲ့အခါလဲကိုရော၏မျက်နှာလိုက်ခြင်းမဟုတ်ဘဲနဲ့သူတို့ရဲ့တုံ့ပြန်ခြင်းပေါ်မှာတက်တည်ရှိတဲ့ဖြစ်ကြောင်းကိုသာသိ၍စိတ်ချရသောနှုတ်ကပတ်တော်ယနေ့ကျွန်တော်တို့ဒီဆင်ញရလို့ကျေးဇူးတင်ပါ၏ဒီနှုတ်ကပတ်တော်အတိုင်းဖခင်များတို့တာဝန်နဲ့ဖခင်များတို့ရဲ့အခွင့်ထူးတွေကိုလည်းကိုရောထာမနှုတ်ကပတ်တော်နဲ့အညီကျွန်တော်တို့ဒီခံယူလျက်လက်ကမ်းပေးသွားနိုင်ဖို့ရန်ဉာဏ်ပညာအစွမ်းတတ်သည့်ဝိညာဉ်ခွန်အားကို၎င်းတာသမီများတို့ဒီလည်းဒီခေတ်ကြီးမှာမြေကဲ့သို့သောဖိအားပတ်ဝန်းကျင်ရဲ့စာရန်လက်ပြမှုကိုပဲခံစားစေကမှုနှုတ်ကပတ်တော်နှလုံးထဲမှာဆွဲ၍မိဘများကိုအစဉ်ယိုသည်လေးစားကြောက်ရွံ့ခြင်းဖြင့်ကိုရော၏နှုတ်ကပတ်တော်ကိုနာခံနိုင်ပါမည်အကြောင်းအလုံးယိုသည်စွာနာမတော်မြတ်၌ကျွန်ုပ်တို့ဆုတောင်းဆက်ကကြပါ၏အဖဖျားဖဖျားသခင်မြတ်တော်တာတော်ကျေးဇူးပြုခြင်းကရုဏာတန်ရှင်သောဝိညာဉ်ဖျားသခင်လမ်းပြပို့ဆောင်သွန်သင်ဆုံးမခြင်းနဲ့တကွရွှင်လန်းဝမ်းမြောက်ခြင်းမင်္ဂလာသစ္စာဆောင်ခြင်းမင်္ဂလာဖျားဖျားတို့သည်ယခုမတ်တရလျက်ရှိကြကုန်ပါသောကျွန်တော်ကျမအသီးသီးတို့ပေါ်တွင်ကာလအစဉ်တက်ရောက်တည်ရှိပါစေတည်း